လေးကလိမ်မာပြီးစိတ်ချမ်းသာပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်လာဖို့ဆိုရင်ဒါလေးတွေကိုတတိထားကြည့်ရအောင်ပထမဆုံးအမားလို့ရင်စူပူချင်းမောင်းတာထက်ဘာကြောင့်မားလေးဆိုတာကိုစိတ်ရှည်လက်ရှည်ရှင်းပြပါဒုတိယကခလီရဲ့ခန်းစားချက်တွေကိုလက်ညှိုးမရှိပဲတေချာနားထောင်ပေးပါတတိယကတော့ခလီကကောင်းတာလေးတစ်ခုခုလမ်တိုင်းမှာရရရော်ရော်ချီးကျူးပေးဟုမမေ့ပါနဲ့ဒီလိုနှွေးထွေးတဲ့မေတ္တာနဲ့ပြိုးထောင်တာကပဲခလီရဲ့အနာဂတ်ကိုပိုပြီးတောက်ပစေမှာပါမိဘတိုင်းအတွက်အသုံးဝင်မဲ့နီလန်းကောင်းလေးတွေကိုနောက်ထပ်ခလေးကလိမ်မာပြီးစိတ်ချမ်းသာပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်လာဖို့ဆိုရင်ဒါလေးတွေကိုတတိထားကြည့်ရအောင်ပထမဆုံးအမားလို့ရင်စူပူချင်းမောင်းတာထက်ဘာကြောင့်မားလေးဆိုတာကိုစိတ်ရှည်လက်ရှည်ရှင်းပြပါဒုတိယကခလီရဲ့ခန်းစားချက်တွေကိုလက်ညှိုးမရှိပဲတေချာနားထောင်ပေးပါတတိယကတော့ခလီကကောင်းတာလေးတစ်ခုခုလမ်တိုင်းမှာရရရော်ရော်ချီးကျူးပေးဟုမမေ့ပါနဲ့ဒီလိုနှွေးထွေးတဲ့မေတ္တာနဲ့ပြိုးထောင်တာကပဲခလီရဲ့အနာဂတ်ကိုပိုပြီးတောက်ပစေမှာပါမိဘတိုင်းအတွက်အသုံးဝင်မဲ့နီလန်းကောင်းလေးတွေကိုနောက်ထပ်